ညင်းမဲ့လူတွေရဲ့စရင်ကိုထုတ်လိုက်သေးတယ်ဖတ်ကြမယ်နော်ခုဖတ်ကြမယ်တိကျတာဂျင်းသွားတဲ့ကောင်ဂျင်းမသွားပဲအိမ်မှာဂျင်းဆော့တဲ့ကောင် gamer streamer youtuber tiktoker content creator photographer video editor designer music producer DJ dancer ညင်းပါတယ်ခင်ဗျာ engineer ဆရာဝန်ရှိနေလေမှုစပူမှုကျောင်းဆရာတင်မောသားစစ်သားရဲသားစီးပွားရေးသမားဘောလုံးသမားလက်ဝိတ်သမားစာရေးဆရာ influencer ညင်းပါတယ်ခင်ဗျာ introvert extrovert မမပွိုင်းပပပွိုင်းအကြီးဆုံးသားငယ်ဆုံးသားတားလက်တူကြီးတော့တာကိတ်ထိမှတာရမ်းချွဲတဲ့ကောင်ရမ်းချီကြတဲ့ကောင်စကားရမ်းများတဲ့ကောင်စင်းထားပြီး reply မပြန်တဲ့ကောင်ညင်းပါတယ်ခင်ဗျာရဲသမားဆက်လိုက်သမားလောင်းကစားသမားပါတီရမ်းကြိုက်တဲ့ကောင်အရမ်းအိမ်ကတ်တဲ့ကောင်စာပို့ထားလဲဝင်မကြည့်တဲ့ကောင် reply မပြန်တဲ့ကောင်စင်းထားတဲ့ကောင် online ရှိပြီး reply မပြန်တဲ့ကောင်အထူးသဖြင့်ညင်းပါတယ်ခင်ဗျာအရက်ရှိအရက်ပူအရက်အလဲအလက်ဝေးနေနီးနေအသက်ကြီးအသက်ငယ်ရုပ်ချောချောမချောချောလူကောင်းဟန်ဆောင်ပြီးတော့ green flag ရောင်ဆောင်တဲ့ကောင်ဆိုလဲအစကတည်းကညင်းပါတယ်ခင်ဗျာပြီးတော့ငါမင်းတို့ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ကောင်လဲညင်းပါတယ်ခင်ဗျာโอเคပါငါအခြားသူတွေနဲ့မတူဘူးဆိုတဲ့ကောင်လဲညင်းပါတယ်ခင်ဗျာတစ်ခေါက်တော့ပဲပြန်ချစ်ကြည့်ပါဆိုတဲ့ကောင်လဲညင်းပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ရီစားစကားလာပြောပြီးညင်းခံလဲရရင်မကျင်တဲ့ကောင်အဲ့ဒီကောင်ကိုတော့နှစ်ခါညင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မကြကြမိုက်နှလုံးသားထဲမှာရှိရည်ရိုးလို့မသွားတာဆိုတော့မင်းတို့ချစ်တဲ့အချစ်တွေပဲရှိတယ်ရှက်လိုက်တော့ကွာ